ဒါဆိုလို့ချင်းတင်နန်းတွေတင်နေတဲ့ဆရာတွေဆရာမတွေရောဒီ developer တွေဒီ community တွေစီကနေပြီးတော့ certificate တွေရပြီးတော့ကျွန်တော်တို့တင်ကြားနေကြတာလားနော်ဒီဗီဒီယိုကကျွန်တော်တို့ဘယ်အဖွဲ့အစည်းဘယ်လူပုဂ္ဂိုလ်မှကျွန်တော်တို့ဒီရည်ရွယ်ခြင်းမဟုတ်ဘူးဒီဗီဒီယိုမှာကျွန်တော်တွေးတဲ့အတွေးအမြင်တစ်ခုကိုကျွန်တော် share လုပ်ပေးခြင်းပဲဖြစ်ပါတယ်ယနေ့ခေတ်မှာကျွန်တော်တို့က AI နဲ့ AI trend ဖြစ်လာတယ်ပေါ့နော် AI နဲ့ AI trend ဖြစ်လာတဲ့အချိန်မှာနာမည်ကြီး AI တွေလည်းအများကြီးရှိတယ်ဥပမာဒီဗီဒီယိုထဲမှာ mention လုပ်ပေးရမယ်ဆိုလို့ချင်းကျွန်တော်တို့ OpenClaw တို့အခု Facebook ကနေပြီးတော့ထပ်ထုတ်ထားတဲ့ကျွန်တော်တို့ဒီ Marnus AI တို့လိုမျိုးပေါ်လို့ချင်း ChatGPT တို့ Gemini တို့လိုမျိုးရှိတယ်ဒီ AI တွေက power ဖြစ်တဲ့ပုံစံချင်းကတယောက်နဲ့တယောက်မတူတစ်ခုနဲ့တစ်ခုလည်းမတူကြဘူးပေါ့နော်ဒါတွေကိုကျွန်တော်တို့ကသင်ခန်းစာအနေနဲ့အမျိုးမျိုးရောင်းချသင်ကြားနေကြတဲ့သင်တန်းတွေအကြောင်းတွေရှိတယ်ဒါတွေလည်းကောင်းတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဒီဗီဒီယိုမှာအဓိကပေးချင်တဲ့ message ကတော့ကိုယ်တိုင် self study လုပ်လို့ချင်ရောမရဘူးလားဘာကြောင့်ကျွန်တော်တို့သင်တန်းတွေအကြောင်းတွေကိုတွားတက်ဖို့လိုအပ်တာလဲဆိုတဲ့ခေါင်းစဉ်နှစ်ခုနဲ့ကျွန်တော်က short run လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တေချာတွေးကြည့်လိုက်မယ်ဆိုလို့ချင်းရင် AI တွေကိုတီထွင်လိုက်တဲ့ company တွေ developer တွေထက်ကျွန်တော်တို့ကပို့ပြီးတော့ကျွန်တော်တို့ကဒီ AI တွေအကြောင်းမသိဘူးအဲ့ဒါကတော့ကျွန်တော်တို့အမှန်ပဲဒီလိုအဲ့ဒါဆိုလို့ချင်းကျွန်တော်တို့ကပညာရက်တစ်ခုပေါ့နော်ဒါဒီပညာရက်တစ်ခုကိုတီထွင်လိုက်တဲ့သူကတီထွင်လိုက်ပြီဒါဆိုလို့ချင်းသင်တန်းတွေတင်နေတဲ့ဆရာတွေဆရာမတွေရောဒီ developer တွေဒီ company တွေစီကနေပြီးတော့ certificate တွေရပြီးတော့ကျွန်တော်တို့တင်ကြားနေကြတာလားပေါ့နော်ဒီလိုတွေးကြည့်လိုက်မယ်ဆိုလို့တော့လေကျွန်တော်တို့လက်ရှိတွေ့နေရတဲ့အဖြစ်အပျက်ကအဲ့လိုမဟုတ်ပြန်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့ကတွေးကြည့်လို့ရတယ်မင်းကိုယ်တိုင်ဒီပညာရက်ကို learning လုပ်မလားဒါမှမဟုတ်လို့ချင်းကျွန်တော်တို့က learning လုပ်ပြီးသားစုတွေကနေပြီးတော့ပြန်သင်ကြားမလားရိုးလေးတွေးကြည့်လိုက်ရင်ဒီနှစ်ချက်ပဲလက်ရှိကျွန်တော်တို့သင်ကြားနေတဲ့ဆရာတွေဆရာမတွေဆိုတာကလည်းသူတို့ဒီ AI တခုပေါ်လာပြီးဒီ AI နဲ့အသုံးချလို့ရတယ် marketing industry မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ business industry မှာပဲဖြစ်အသုံးချလို့ရပြီဆိုလို့ချင်းသူတို့ကဘာလုပ်မှာလဲဆိုတော့သူတို့ကိုယ်တိုင်လေ့လာမယ် quality testing တွေလုပ်မယ် error တွေရှာမယ်ဒီ error တွေဟာတွေအကုန်လုံးကောက်လို့ပေါ်လို့ချင်းbusiness ကျွန်တော်တို့ solution cost တစ်ခုအနေနဲ့ရောင်းချမှာပဲဒီတော့ဒါကိုလိုအပ်တဲ့သူကလည်းတက်မှာပဲဒါကလည်းမှန်ကန်တဲ့ဝေးပဲပေါ့နော်နောက်တော့ဝေးတစ်ခုอ่ะရောဆိုတော့ကျွန်တော်တို့ကသင်တန်းသွား join တဲ့သူတွေဒီမှာလည်းဗာလဲဆိုတော့သူမှာအချိန်နံပါတ်1ကအချိန်မပေးနိုင်တာ learning လုပ်ဖို့အတွက်နံပါတ်1ကသူတို့ business owner တွေဆိုပိုဆိုးတယ်ဗျာ business group ကပိုကြီးလာလေကျွန်တော်တို့ကအချိန်ပေးဖို့အတွက်မအားတော့လေပဲအဲ့အတွက်ဗာလဲဆိုတော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ရှိနေတဲ့အဖွဲ့အစည်းကိုကိုက develop ဖြစ်အောင်ကြိုက်တဲ့သင်တန်းသွားတဲ့ဒီတရားလက်ရှိခစ်ထားနေဆိုဒီသင်တန်းသွားတဲ့ပေါ်လို့ချင်း operation ထဲမှာပြန်ပြီးအသုံးချပါတော့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ချင်းလဲ individual ဆိုလို့ချင်းလဲကိုယ်တိုင်ကလေ့လာလို့ရလက်ရှိဒါမဲ့ကိုကဟိုလေ့လာတဲ့နေရာမှာတော့ design မလေ့လာဖို့လိုတယ်ဥပမာကျွန်တော် Gemini ကိုလေ့လာမယ်ဆို Gemini ကိုအသေးစိတ်လေ့လာကြည့်ဒီဟာနဲ့ပတ်သက်လို့အရင် powerful ဖြစ်တဲ့ကျွန်တော်တို့အချက်တွေတွေးလိမ့်မယ်ကိုယ်တိုင်လည်းပြန်သုံးလို့ချလို့ရတယ်ကိုယ်တိုင်လည်းပြန်ပြီး service ပြန်ပေးလို့ရတဲ့အထိအသုံးချလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုက vibe coding ယနေ့ခေတ်မှာကျွန်တော် vibe coding တွေခက်စားလာတယ်ဒီဟာကိုက design မလေ့လာပေါ်လို့ချင်းကျွန်တော်တို့ app တွေ software တွေ web တွေထုတ်ရောင်းမယ်ဆိုလေထုတ်ရောင်းလို့ရတယ် app တွေ software တွေ web တွေဆိုတာဒီလေကျွန်တော်တို့ကဒါက basic အခေါ်ပဲရှိသေးတာအပေါ်မှာကိုကဘာ solution ပေးမလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ထပ်လေ့လာလို့ရတယ်ပေါ့နော်ဒါကတော့ဟိုဆိုလိုချင်တာကတော့ဒီ video မှာကျွန်တော်နေကုန်းချုပ်အနေနဲ့ပြောပြမှာဆိုလို့ပြောချင်တာကကျွန်တော်တို့ကဘယ်သင်တန်းတွေပဲအကြောင်းတွေကဘာပဲဖွင့်တွတ်တက်လေရတယ်တွတ်တက်တာကလည်းဗာလဲဆိုတော့ဒီပြန်တင်ကြားတဲ့သူဒီဘယ်လောက်ထိလေ့လာထားတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကသူ့ဆီကနေပညာပြင်ရကိုယ်တိုင်လေ့လာမယ်ဆိုလို့ရှိရင်လည်းကိုကဘယ်လောက်ထိလေ့လာမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကိုကဒီပညာချက်ကိုရတယ်ကျေးဇူးတင်ပါတယ်